ချက်လွယ်ပြီးထမင်းစားမိန်နဲ့ရခိုင်ငါအဆက်ချက်ချက်ဖို့ဆိုရင်ကျသွန်ဒီဖြူကြိုသေးစိမ်ငါစနစ်နေထားတာမပြည့်ကျိုးတစ်ခွက်ဒါပဲလိုပါတယ်စီထဲမယ်စီပူလာပြီဆိုလို့ရှိရင်ထုံးစံတိုင်းကျသွန်အဖြူရဲ့နေရငွေသေးစိမ်အကုန်လုံးရောပြီးတော့တစ်ခါလေးစီတက်လိုက်ပါရောပြီးတော့တက်ပါငွေသေးရဲ့ဆိုင်ပိုကောင်းပါတယ်နာနာလေးမှွေပြီးရင်တော့အနက်လေးမှွေးလာပြီဆိုရင်ကျွန်တော်တို့ငါးလေးကိုအကုန်လုံးပြစ်ထည့်လိုက်လို့ရပါတယ်ဟောဖွာလေးမှွေပါအသားကြီးခြေတယ်လို့ပါပြီးပြီဆိုရင်မပြီးရကြိုးထားလေးကိုသုံးစွန်းထည့်ပါမယ်ရှည်မြော့အောင်ထည့်မယ်နံပြားလေးကိုလူတော့ပေါက်ပြီးတော့အိုးဖုံးလေးကိုခဏအုပ်ထားလိုက်ပါစူပွက်ပြီးဆိုတာနဲ့အိုးဖုံးဖွင့်လိုက်ပြီးရတော့အနံ့အောင်အရန်ဆွဲဆောင်နေတဲ့ရခိုင်ငါအဆက်ချက်လေးတစ်ခွက်ရပါပြီဆက်ဆက်လေးမို့လို့ထမင်းနဲ့စားရင်အရန်အောင်စားလို့ကောင်းပါရဲ့